ဒီသားမှာရှိလူငယ်ကိုတက်မတော်ကစစ်မှုထမ်းကိုကောက်ပါလားဒါမှမဟုတ် PDF အတွက်အားရှိအောင်လုပ်မှာဒီနည်းပဲရှိတယ်ဒါကြောင့်ကျွန်တော်တို့ကတကယ်လက်ရှိအဲ့ဒီသားမှာရှိလူငယ်တို့ရသမျှအနေနဲ့စစ်မှုထမ်းနဲ့အကုန်လုံးဆွဲသွင်းလိုက်မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ reaction လုပ်ပေးတော့မှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ဧပြီလ25ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းလို့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်။ People Media ကိုအနေနဲ့ကနေကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ People Media ရဲ့သတင်းတွေကိုကျွန်တော်ဒီ Telegram မှာဖော်ပြလျက်ရှိပါတယ်။အဲ့တော့ Telegram မှာကျွန်တော်တို့ဒီ People Media လို့ရှာလိုက်ပါ။ရှာပြီးတော့ကျွန်တော်ရဲ့ဒီ channel ကို join ထားခြင်းအပြင် People Media ရဲ့နေ့စဉ်သတင်းတွေကိုဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ထို့အတူပါပဲကျွန်တော် People Media ကိုအနေနဲ့ကနေပြီးတော့ကျွန်တော်လစဉ်ကြေးပေးသွင်းပြီးတော့ကြည့်ရှုပေးကြတဲ့မိတ်ဆွေများအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။လစဉ်ကြေးပေးသွင်းလို့တဲ့မိတ်ဆွေများအနေနဲ့ဒီ KB နံပါတ်3994201921ခွန်တို့ဒါပေးသွင်းနိုင်ပါတယ်။ KB လည်းဒီနံပါတ်ပါပဲဝေးပေးလည်းဒီနံပါတ်ပါပဲ။အဲ့တော့ KB နံပါတ်က3994201921ခွန်ဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ရဲ့ဒီမိတ်ဆွေတွေပေါ့ဗျာအစင်မပြေတဲ့မိတ်ဆွေတွေအနေနဲ့ဒါလုံးဝပေးသွင်းခြင်းမပြုကြဖို့မြစ်တာရက်ခံကြပါတယ်။အဲ့တော့သတင်းကိုကျွန်တော်စပြီးတင်ပြပေးပါမယ်။ဒါကတော့ဗမော်မြို့တိုက်ပွဲပါ။အဲ့တော့ဒီကနေ့မနက်4နာရီလောက်မှာကချင်ပြည်နယ်ဗမော်မြို့မှာရှိတဲ့တက်မတော်ရဲ့ဒီစကန်တွေကိုဝင်တိုက်တယ်သူတိုက်တဲ့ပုံစံကမနက်4နာရီမှာဝင်တိုက်တာအဲ့တော့မနက်4နာရီဆိုတာဗျာအားလုံးသိတဲ့အတိုင်းပဲကင်းကျိုးတဲ့အချိန်ဆိုကင်းသမားရဲ့အချိန်ကြောင်းလုံးမယ်ပြီးရင်ကင်းသမားကငိုက်တဲ့အချိန်ပေါ့အဲ့ဒီအချိန်ကတကယ်ငိုက်တဲ့အချိန်အဲ့တော့ဒီကျွန်တော်စကန်တစ်ခုကြာချင်းမကြာချင်းကအဲ့ဒီကင်းဘလောက်ခိုင်မာလဲကင်းစစ်တဲ့သူတွေကဘလောက်ထိတိကျစစ်လက်ပေါ်မှာမူတည်တယ်ကင်းသမားပေါ်မှာလည်းအရေးကြီးတယ်ကင်းစစ်တဲ့အဖွဲ့မှာလည်းအရေးကြီးတယ်အကုန်လုံးတော့အရေးကြီးတာပေါ့ဗျာအရေးကြီးတော့ကင်းသမားပေါ့အဲ့တော့4နာရီတို့မှဝင်တိုက်တယ်4နာရီတို့မှဝင်တိုက်တော့သူကဒီကင်းသမားတွေကင်းကျိုးတဲ့အချိန်ပေါ့ကင်းသမားတွေကင်းကျိုးတဲ့အချိန်ကိုသူတို့မှလည်းကျွန်တော်တို့ပုံစံမျိုးစုံနဲ့ထောက်လာမှလိမ့်မယ်ဒီအချိန်မှာဝင်တိုက်ရင်ရပြီပေါ့ဗျာဒီစကန်ရပြီဆိုပြီးတော့သူတို့ကဒီစကန်ရဲ့တက်စကန်တွေရှိတဲ့နေရာကိုသူတို့ area ဘတ်ပေါင်းဆိုတာသူတို့ဝင်တိုက်တာပေါ့မနေ့4နာရီဆိုခင်ဗျားတို့ကျတော့ငိုက်နေတဲ့အချိန်ပေါ့ဗျာနောက်ပြီးတော့ဒီဗမော်မျိုးရဲ့ယာတီကတော်တော်အေးတယ်ဗျာအခုတော့တော်တော်အေးတယ်အေးတဲ့အချိန်ကိုသူတို့ဝင်ပြီးတော့ဝင်ကျုံတာပေါ့ဗျာဝင်ကျုံတော့အဲ့ဒီမှာကသူတို့တွက်မထားတာကကျွန်တော်ဒီတက်ရဲ့ area တကြောမှာပဲဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းတွေမှာတက်ကဒီကင်းမုံချထားတယ်တက်ဖြောက်ထားတယ်ပေါ့ဗျာတက်ဖြောက်ထားတယ်သူတို့ကဒီတက်မတော်တိုင်းမရှိဘူးလို့ပဲသူတို့ကဒီ KI နဲ့စစ်သွေးရ KI နဲ့သူ့အပေါင်းပါတွေကသူတို့ကဒီလိုမျိုးယူဆတာယူဆတော့သူတို့ကဒီကနေ့မနက်4နိုင်မှာအလုံးရင်းနဲ့ဗတ်ပေါင်းစော်နဲ့ဝင်တိုက်တယ်ဝင်တိုက်တော့ဒီတက်ကဒီကင်းမုံတနည်းအားဖြင့်တက်ဖြောက်ထားတဲ့အဖွဲ့တွေကဒါမျက်နှာချင်းဆိုင်ဆော်ပလိုက်တယ်ပြင်းပလိုက်တယ်တနည်းအားဖြင့်ဒီဘက်ကလက်ဦးမှုရယူပြင်းပလိုက်တာခံလိုက်ရတော့ဟိုဘက်ကတက်ကွင်းနဲ့ဝင်ပြီးတော့ခံလိုက်ရတာဒီကနေ့မနက်ဖြစ်စဉ်မှာ KIA PDF တွေများစွာသိတယ်ကျွန်တော်အလောက်ဒီဓာတ်ပုံတွေကတော့ကျွန်တော်တို့ဒီ internet အခက်ခဲရကျွန်တော်မတင်နိုင်သေးဘူးကျွန်တော်ဓာတ်ပုံတွေရရင်ကျွန်တော်တင်ပေးမယ်ဒီကနေ့ကတော်တော်များများရတယ်တစ်ဖက်ကလည်းဒီ KIA PDF ဘက်ကလည်းဒီချိန်လေးမနက်4နာရီလာတိုင်းငါတို့တော့အခွင့်ကောင်းတစ်ဖက်မှာတော့ဒီကင်းသမားတော့ကျိုးနေလောက်ပြီပြီးရင်ကျွန်တော်ဒီဘက်မှာလန်ကင်းတွေလည်းမရှိတော့ဘူးသူတို့ရပြီဆိုပြီးတော့သူတို့ကလည်းအပိုင်ဝင်ကျုံတာအင်အားတော်တော်များများနဲ့ဝင်ကျုံတာအဲ့တော့အဲ့ဖြစ်စဉ်မှာကျွန်တော်တို့ဒီအကြမ်းဖက်သမားတွေအလောင်းတွေလက်နက်တွေများစွာရတယ်အလောင်းလက်နက်များစွာရတယ်ပြီးတော့ကျွန်တော်တို့ဒီတိုက်ပွဲတွေဖြစ်တဲ့ခါမှာဒီအကြမ်းဖက်သမားတွေနောက်ကိုဆုတ်တယ်ပေါ့ဗျာသူတို့ခံလိုက်ရတာကိုဆုတ်တဲ့ခါမှာကျွန်တော်ဒီတက်မတော်ကနေပြီးတော့ဒါဘုံကျဲလေရင်နေပြီးတော့ကျွန်တော်တို့ဒီတိုက်ခိုက်လေရင်နေတောက်လျှောက်ကျွန်တော်တို့ရှင်းလင်းမှုတွေတောက်လျှောက်လုပ်တယ်အဲ့ဒီနောက်ပိုင်းမှာဒီကနေ့မိုးလဲပိုင်းလောက်မှာသူတို့တော်တော်ကြီးဆုတ်သွားတယ်ဆုတ်ပြီးတော့ကျွန်တော်တို့ဒီတက်စကန်ရှိတဲ့ area တွေကိုသူတို့အပြင်မျိုးပြင်ကနေပြီးတော့ဒါလက်နက်ကြီးနဲ့ပစ်ထည့်တဲ့အနေအထားတွေရှိလို့သိရတယ်အဲ့တော့တက်ကလည်းအဲ့ဒီသူတို့ရဲ့ဒီလက်နက်ကြီးပစ်တဲ့နေရာကိုကောင်းလာပြန်ပြီးထောင်လန်းပြီးတော့တောက်လျှောက်ဘုံကျဲရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်အဲ့ဒီကနေ့ဒီဗမော်မျိုးတိုက်ပွဲနဲ့ပတ်သက်ရင်တော့တကယ်အားရစရာပဲဗျအားရစရာပဲသူတို့တော့ဗျာငါတို့လာတိုင်ရပြီပေါ့ဒီကင်းကျိုးတဲ့အချိန်ပေါ့4နာရီဆိုအားလုံးသိရတယ်ဗျာခင်ဗျားလည်းကင်းကျိုးတဲ့အချိန်သူတို့ငိုက်နေတဲ့အချိန်ပေါ့အဲ့ချိန်သူတို့အခွင့်ကောင်းယူလာဆော်ပလိုက်တယ်သူတို့ဘက်ကလည်းပိုင်မျိုးဗျာတနည်းအားဖြင့်သူတို့ဘက်ကလည်းပိုင်ပြီဆိုပြီးအပြက်ဝင်အုပ်တာ KIPD ကစစ်သွေးကြော KIPD အပေါင်းပါတယ်အပြက်ဝင်အုပ်တာတက်ကလည်းအဲ့ဒီမှာကျွန်တော်တို့တက်ကမြုပ်ထားပြီးစားတမ်းမြုပ်ထားတယ်ကင်းလည်းမကြိုးသူတို့ဝင်ရောက်လာနိုင်လမ်းကြောင်းမှာတောက်လျှောက်ပိတ်ပြီးရှင်းပလိုက်တာတော်များများအလောင်းတွေရတယ်တော်များများတည်ရပါဗျာအဲ့လိုတော့အချိန်တွေသိရတယ်ဒါတော့ကျွန်တော်တို့ဒီကနေ့မနက်ပိုင်းမှာတိုက်ပွဲတွေဗမော်မှာတိုက်ပွဲတွေဖြစ်ခဲ့တဲ့အချိန်တွေအဲ့တော့ဗမော်ရဲ့တိုက်ပွဲကကျွန်တော်တို့ဒီ4လပတ်လည်ကိုရောက်လာပြီ4လပတ်လည်ကိုရောက်လာပြီအဲ့တော့တကယ်တိုက်ပွဲကြာခြင်းကလည်းမနေဘူးပေါ့ဗျာမနေဘူးပေါ့ကျွန်တော်တို့ဒီမြန်မာတက်မော်သားတွေတကယ်ကိုကျွန်တော်တာဝန်ကြည့်ပါတယ်ကျွန်တော်တို့နာခခကအမြဲတမ်းအမှတ်ရနေပါတယ်အင်းတော်တိုက်ပွဲအမြဲတမ်းအမှတ်ရနေပါတယ်အဲ့တော့အင်းတော်တိုက်ပွဲမှာတော့ကျွန်တော်တို့ဒီတော်လေးတော့ဒီစိုးွားတဲ့အခြေအနေတွေဖြစ်သွားခဲ့တယ်ပေါ့ဗျာစိုးွားတဲ့အခြေအနေဖြစ်သွားခဲ့တယ်အဲ့တော့ဖြစ်ခဲ့တဲ့အခြေအနေတော့ကျွန်တော်မပြောတော့ပါဘူးတကယ်ကိုကျွန်တော်တို့ဒါစိုးွားပါတယ်အဲ့တော့ဒီကချင်နေနဲ့စကိုင်းမှာတကယ်ကိုကျွန်တော်တို့စေးရအရေးပါတဲ့နေရာကဒီစကိုင်းနဲ့ကချင်အစပ်အင်တော်တကယ်ကိုကျွန်တော်စေးရမဟာဗျူဟာကြားတယ်လမ်းမရမဟာဗျူဟာကြားတယ်သူရဲ့ပထဝီအနေထားတည်ရှိမှုကမဟာဗျူဟာကြားတယ်လက်ရှိကကျွန်တော်ဗမော်အဲ့တော့ဗမော်ကတကယ်ပိုတော့ကျွန်တော်မဟာဗျူဟာကြားသေးတယ်အဲ့တော့မျိုးတစ်မျိုးပါသွားရင်ကျွန်တော်ပြန်တတ်ရတာခက်တယ်ဗျာအချိန်တော်တော်ယူရတယ်ပြန်တတ်ရတော်တော်လေးခက်တာပေါ့အဲ့တော့ဗမော်ကတစ်ဖက်မှာကျွန်တော်တို့
တရုတ်မြန်မာနယ်စပ်ရှိတယ်တစ်ဖက်မှာကျွန်တော် KI အဖွဲ့တွေလှုပ်ရှားတဲ့လိုင်းစာတို့မိုင်းကြရန်တို့ပြီးအခြားသော KI ထုံးချုပ်တဲ့ area တွေလည်းရှိတယ်အဲ့တော့ဒီဗမော်ရဲ့ဒီဗမော်မှာတက်ရှိတဲ့သဘောကလည်းဒီ KI ဌာနချုပ်တို့ထိန်းချုပ်ဖို့အတွက်ဒီဗမော်မှာကျွန်တော်အင်အားကအလုံးကြီးရှိတာတပ်ပေါင်းစုရှိရပါဗျာတပ်ပေါင်းစုရှိတဲ့နေရာပြီးရင်ကျွန်တော်တို့ဒီ AR မြစ်တို့အရေးကြီးတဲ့နေရာပေါ့အဲ့တော့ဒီဗမော်မြို့ပါဝိုင်းတော့သူတချမ်းကိုတချမ်းပေါ့လက်ရှိတော့ကျွန်တော်ဗမော်မြို့မှာရှိတဲ့တပ်မတော်သားတွေတကယ်ကိုကျွန်တော်တာဝန်ကြည့်တယ်အဲ့တော့ဒီကနေ့ကတော့တကယ်ကိုကျွန်တော်ပွဲကြီးပွဲကောင်းပါဗျာပွဲကြီးပွဲကောင်းပဲနောက်တဲ့ဒီကချင်ပြည်နယ်မှာတော့ကျွန်တော်တို့ဒီတိုက်ပွဲဖြစ်တဲ့နေရာကလက်ရှိကျွန်တော်တို့ဒီမြကြီးနားဖားကန်လမ်းပိုင်းအဲ့ဘက်မှာကျွန်တော်တိုက်ပွဲတွေပြစ်ထန်နေတယ်တိုက်ပွဲတွေပြစ်ထန်နေဒီတိုက်ပွဲအခြေအနေကိုကျွန်တော်ဆက်ပြီးတော့ကြည့်ရမှာဖြစ်တယ်အဲ့တော့လက်ရှိဒီဖားကန်မှာတော့အကြမ်းဖက်သမားတွေကဒီကြောက်တူးနေစေဖြစ်တယ်အဲ့တော့အဲ့ဒီနေရာတွေရောကျွန်တော်တို့ဒီရှင်းလင်းတာတွေတော့တိတ်မတွေ့ရသေးဘူးဗျာမတွေ့ရသေးဘူးဘယ်တော့မှလုံမလဲတော့ကျွန်တော်တို့မသိဘူးတော့မလုံးလို့ကျွန်တော်မသိဘူးအဲ့လိုအခြေအနေရှိတယ်ပြီးရင်ကျွန်တော်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါတနိုင်းပေါ့တနိုင်းဘက်မှာတော့ကျွန်တော်လက်ရှိဒီကာလမှာတိုက်ပွဲတွေကငြိမ်နေတယ်တနိုင်းကလည်းတကယ်ကိုကျွန်တော်စစ်အေးပါတယ်အေးပါရတဲ့အကြောင်းရင်းကကျွန်တော်တို့ဒီတစ်ဖက်မှာလီလိုလမ်းမကြီးရှိမယ်ပြီးတော့ကျွန်တော်တို့ဒီတနိုင်းကဒီနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာနဲ့ချိတ်ဆက်ထားတဲ့လမ်းမကြီးအဲ့တော့ဒီ KIA ကသူ့ရဲ့ဒီစစ်အေးမဟာဗျူဟာအရာသူတို့ကဒီကျွန်တော်တို့ဒီဘက်ဒီနာဂကိုပိုင်အုပ်ချုပ်ခွင့်ရကိုထိုးပေါက်ဖို့ဆိုရင်တော့ဒီတနိုင်းကိုသူတို့ကအပြည့်အဝထိန်းချုပ်နိုင်ဖို့လိုတယ်အဲ့ဒီလိုထိန်းချုပ်နိုင်မှသာလေသူတို့ကဒီနာဂဒေသမှာသူတို့ထိုးပေါက်နိုင်ပါအဲ့တော့ဒီတနိုင်းကဒီနာဂဒေသတည်ငြိမ်ရေးအတွက်တကယ်ကိုကျွန်တော်တို့ရှေ့ကခန်းစစ်စကန်ကြီးလည်းဖြစ်တယ်လက်ရှိတော့ကျွန်တော်တနိုင်းမှာတော့ငြိမ်နေတယ်အဲ့တော့ငြိမ်နေတဲ့အခြေအနေကလည်းမကောင်းဘူးငြိမ်နေတဲ့အခြေအနေကမကောင်းဘူးတိုးတော်လည်းပဲကျွန်တော်တို့ဒီတနိုင်းမှာကဒီပရာစုပြည်သူစစ်တပ်ဖွဲ့ကတော့တော်တော်လေးကိုကျွန်တော်အင်အားကောင်းတယ်အဲ့ဒီမှာကကျွန်တော်တို့ဒီသူ့ရဲ့တပ်ဖွဲ့ကိုဒီလူငယ်တွေနဲ့ပဲဖွဲ့စည်းထားတာလူငယ်တွေနဲ့ဖွဲ့စည်းထားတယ်ပြီးရင်သူတို့တစ်ဖက်ကကျွန်တော်နီးပညာကောင်းကောင်းအသုံးပြုနိုင်တယ်ပြီးရင်ကျွန်တော် drone တွေကိုကျွမ်းကျင်စွာအသုံးပြုနိုင်တယ်ပြီးရင်ကျွန်တော်တို့ဒီတက်လျှောက်ပတ်တဲ့အခြေအနေတစ်ခုတည်းသူတို့ဒီလက်နက်တွေကိုပိုင်ဆိုင်ထားတယ်လူအင်အားလက်နက်အင်အားနီးပညာပိုင်ဆိုင်ထားတယ်အဲ့တော့ဒီဝါစုပြည်သူစစ်တပ်ဖွဲ့ကတော့ဒီတနိုင်းဘက်မှာတော့သူတော်တော်လေးကိုဒီအင်အားကောင်းတဲ့ပြည်သူစစ်တပ်ဖွဲ့ဖြစ်တာပေါ့တကယ်ကိုကျွန်တော်တို့တကယ်ကိုဘာပဲဖြစ်တိုက်ခိုက်ကောင်းတဲ့တပ်ဖွဲ့ပါနောက်ပြီးတော့လူငယ်တွေနဲ့ဖွဲ့စည်းထားတယ်ဖြတ်ခနဲ့နေရပဲတော်တော်လေးကိုကျွန်တော်တို့သူတို့ရဲ့တိုက်ခိုက်ရတော့ကျွန်တော်တို့အတိမတ်ပြုတ်မှာဖြစ်ပါတယ်အဲ့တော့ဒီသတင်းကိုကျွန်တော်ပြန်ချုပ်ချင်တာကတနိုင်းကလည်းကျွန်တော်တို့ဒါတော်တော်ကြီးကိုအရေးကြီးတာကကျွန်တော်တစ်ဖက်မှာနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပေါ့ဗျာအဲ့ဒီဒေသအတွက်ကျွန်တော်တကယ်ကိုအရေးပါတဲ့နေရာအဲ့တော့ KI ကတော့သူကတော့စစ်မီးကိုရတဲ့နေရာရတဲ့ပုံစံနဲ့မွေးပါတယ်ကျွန်တော်တို့က view site မဲ့အနေထားပါအဲ့ဒီဘက်ကကျွန်တော် NLD အုပ်စုတွေကလည်းဒီ KI ထဲမှာတွားပြီးတော့ပူပေါင်းတယ်လို့ကျွန်တော်တို့သိထားတဲ့အခြေအနေရှိတယ်အဲ့တော့ကျွန်တော်တို့ကကြိုတင်ပြီးတော့ထိန်းနိုင်မှုလိုတယ်ပြီးရင်ကျွန်တော်တို့လက်ရှိတော့ဒီဖားကန်မြကြီးနားဖားကန်လမ်းမှာတိုက်ပွဲတွေဖြစ်တယ်အဲ့တော့ဗမော်ရဲ့အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်အားရကျေနပ်ဖွယ်ကောင်းတယ်လို့ပဲကျွန်တော်တို့တင်ပြပေးချင်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒီကြောက်ဖြူမျိုးတိုက်ပွဲပေါ့အဲ့တော့လက်ရှိဒီကြောက်ဖြူမျိုးနဲ့အနီးတစ်ဝိုင်းမှာတော့ဒီတိုက်ပွဲတွေကတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်နေတယ်တိုက်ပွဲတွေဆက်ရှိနေပါဗျာတိုက်ပွဲတွေဆက်ရှိနေတယ်ဒီစစ်တွေဘက်မှာလည်းတိုက်ပွဲတွေဆက်ရှိနေတယ်ဒီကြောက်ဖြူနဲ့ကျွန်တော်တို့ဒီစစ်တွေရဲ့တိုက်ပွဲမှာဆိုရင်တော့တပ်မတော်ကဒီအကြမ်းဖက်သမားတွေကိုကောင်းကောင်းကြီးကျွန်တော်တို့ရှင်းလင်းနိုင်တဲ့အကြောင်းရင်းကတစ်ဖက်မှာကျွန်တော်တို့လက်နက်ကြီးပစ်ကူပြီးကျွန်တော်တို့ဒါပင်လယ်ပြင်မှာရှိတဲ့ဒီတပ်မတော်ကြီးရဲ့ပြစ်ခတ်နိုင်မှုပြီးရင်ကျွန်တော်တို့ဒီနီးပညာအသုံးပြုနိုင်မှုပြီးရင်ကျွန်တော်တို့ဒီ drone တွေရဲ့ထိရောက်မှုပြီးရင်ကျွန်တော်မြေပြင်စစ်ကြောင်းတွေဟန်ချက်ညီမှုပေါ့ဗျာဒီလိုအခြေအနေမျိုးတွေကြောင့်ကျွန်တော်တို့ဒီကြောက်ဖြူနဲ့ဒါစစ်တွေမှာတပ်မတော်ကဒါကျွန်တော်တို့တော်တော်ကြီးကိုကျွန်တော်တို့ထိန်းနိုင်တယ်သိမ်းနိုင်တယ်အကြမ်းဖက်သမားတွေကိုဒါတော်တော်ကြီးကိုတုံ့ပြန်နိုင်တယ်ကျွန်တော်တို့တကယ်ကိုကျွန်တော်အံ့ဩဖွယ်ကောင်းတဲ့အကြောင်းရင်းကလည်းကျွန်တော်နီးပညာရဲ့အားသာချက်တွေအများကြီးပါပါတယ်အဲ့တော့ကျွန်တော်တို့ဒီနီးပညာနဲ့ပြည့်ရတဲ့လက်နက်ကြီးနဲ့ကျွန်တော်တို့ခံမှန်းပြီးပြည့်ရတဲ့လက်နက်ကြီးမတူပါဘူးအဲ့တော့နီးပညာနဲ့ပြည့်မယ်ဆိုတော့ကျွန်တော်အပေါ်မှာဒါကျွန်တော်တို့ဒီ drone နဲ့ကင်းတော့ပြီးတော့ဘယ်နေရာဘယ်ပွိုင်းဆိုလက်နက်ကြီးနဲ့တွက်ပြီးပြည့်တဲ့ကြတယ်ခင်ဗျလက်နက်ကြီးကတကယ်ခင်ဗျလက်နက်ကြီးရတာခင်ဗျတကယ်ကိုတီးကြရဖြစ်ခင်ဗျနေရာလွဲကြအကြောင်းမရှိဘူးလက်နက်ကြီးကတကယ်ကိုအားတတ်ချက်တွေအများကြီးပဲခင်ဗျဒီလိုဘယ်နေရာမှာရှိတယ်ပေါ့ဗျာစသဖြင့် drone နဲ့ကင်းတော့ဘယ်နေရာဘယ်ပွိုင်းပေါ့ဗျာဘလောက်ဗျာဒီကနေဘလောက်ချိန်ပြစ်ချအဲ့ဒီကတီးကြကြတယ်လက်နက်ကြီးအားတတ်ချက်ဒါကြောင့်ဒီအကြမ်းဖက်သမားတွေကဒီလက်နက်ကြီးကို120တို့ဒီကျွန်တော်တို့ဒီလက်နက်ကြီးပေါ့ဗျာလက်နက်ကြီးကိုကြောက်ရတဲ့အကြောင်းရအဲ့ဒီဟာလက်နက်ကြီးအားသာချက်တွေအများကြီးပဲဒါကြောင့်အကြမ်းဖက်သမားတွေတို့ကဒီစကန်ကိုဖြိုးမယ်ဆိုလက်နက်ကြီးစကန်ကိုအရင်ဖြိုးတာလက်နက်ကြီးစကန်ကကျွန်တော်တို့တကယ်ကို area အများစုကောင်းကောင်းကြီးထိချုံနိုင်တယ်သူရဲ့အကွာဝေးမိုင်း area တော့ကောင်းကောင်းထိချုံနိုင်တယ်လက်နက်ကြီးအားသာချက်တွေအများကြီးပဲအခုမှကျွန်တော်ဒီစစ်တွေနဲ့ကြောက်ပြီးပါမှာဒီလက်နက်ကြီးနဲ့ကျွန်တော်အပေါ်ကဒီ drone နဲ့ဒီတွဲဆက်လိုက်တဲ့အခါမှာဒီပစ်ခတ်မှုတွေကတော်တော်ကြီးကိုတိကျတယ်ခင်ဗျာဒီနေရာမှာရန်သူရှိတယ်ကွက်တိပဲလက်နက်ကြီးကြားတယ်လက်နက်ကြီးရဲ့ဒီပေါက်ကြောက်ပေါက်ကွဲမှုလည်းကွက်တိပဲပြစ်မှတ်ကိုကွက်တိကြတယ်အဲ့တော့ကျွန်တော်ဒီစစ်တွေနဲ့ဒီကြောက်ဖြူဘက်မှာတော့ဒီတပ်မတော်ကတော်တော်ကြီးကိုထိန်းချုပ်နိုင်တယ်ကျွန်တော်ဒီဘက်မှာထူးထူးခြားခြားအနေနဲ့ဒီကြောက်ဖြူ area မှာရခိုင်ကကျွန်တော်တို့စစ်သွေးကြွ A ထိန်းချုပ်တဲ့နေရာကိုတပ်မတော်ကပြန်ပြီးတော့ဒါထိန်းချုပ်နိုင်ခဲ့ပါတယ်အဲ့ဒီနေရာကကျွန်တော်တို့လိတ်ခမော်ရဲ့ပြင်ရှည်ရဲ့မလာကျုံးရဲ့အဲ့ဒီတကြောပေါ့အဲ့ဒီတကြောကကျွန်တော်တစ်ဖက်မှာဘင်္ဂလားပင်လယ်ော်ရှိတယ်ဘင်္ဂလားပင်လယ်ော်ရဲ့ဒီဘင်္ဂလားပင်လယ်ော်ကိုမေးတင်ထားတဲ့ရွာတွေ
ရွာတွေတော့ကျွန်တော်တို့ဒီဘင်္ဂလားပင်လယ်ရဲ့ဒီပတ်လန်းကိုဗျာပြန်ပြီးတော့ပတ်လန်းကိုကျွန်တော်ရွာတင်ထားတဲ့ရွာတွေပေါ့ဗျာအဲ့ဒီရွာတွေကိုဆက်ဆက်တဲ့ရွာတွေကိုရခင်ကအေးရထိန်းချုပ်ထားတယ်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာတပ်မတော်ကကျွန်တော်ဒီဘင်္ဂလားပင်လယ်ကနေပြီးတော့ဒီစစ်သင်္ဘောတွေနဲ့ဒီအကြမ်းဖက်သမားတွေပစ်တယ်ပြီးရင်ကျွန်တော် drone နဲ့ပစ်တယ်ပြီးရင်ဒီပညာအထောက်အကူယူပြီးတော့ဒီလက်နက်ကြီးနဲ့ပစ်တယ်အဲ့ဒီဒေသမှာတော်တော်ကြီးကိုရှင်းသွားတယ်လက်ရှိတော့ကျွန်တော်တို့ဒီတပ်မတော်ကအဲ့ဒီ area မှာကျွန်တော်တက်ဆွဲထားတယ်အကြမ်းဖက်သမားတွေရဲ့ဒီ scan တွေကိုလည်းသိမ့်ပိတ်ထားတာရှိတယ်အဲ့ဒီရဲ့ဒီလိတ်ခမော်ပြင်ရှည်မလာကျွန်းရဲ့တစ်ဖက်မှာတော့ကျွန်တော်တို့ဒီစိတ်ကျွန်းရှိတယ်အဲဒီစိတ်ကျွန်းနဲ့တို့နဲ့ကက်ရပါဗျာအဲဒီကြားထဲမှာတော့ဘင်္ဂလားပင်လယ်ရှိတာပါဗျာလှမ်းကြည့်မြင်ရပါလေစိတ်ကျွန်းကအဲတော့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်ရဲ့စီးရေးချင်နေနဲ့ပတ်သက်ရင်တော့အများကြီးကျွန်တော်တို့အားကောင်းတယ်ပြီးရင်ဒီတစ်ဖက်မှာဆိုလည်းပဲကျွန်တော်ဒီဘက်ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ဒီအေအောက်တိုင်းရဲ့နေကြားပြီးရင်ကျွန်တော်တို့ဒီဘက်ဒီပတ်သိမ်မှုကလမ်းပိုင်းအဲ့ဒီဘက်မှာတော့ကျွန်တော်တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်ဒီတက်မတော်တော့အဲ့ဒီအချိန်တွေမှာတော့တော်တော်ကြီးကိုကျွန်တော်အားကောင်းတယ်အဲ့တော့စစ်တိုက်ရတာကခင်ဗျာသူ့နယ်ကိုယ်နယ်ရှိတယ်ဗျသူ့နယ်ကိုယ်နယ်ရှိတယ်လက်ရှိကဒီ A ကလာတိုက်ရတာကကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဒီအခိုင်မှာရှိတဲ့နယ်မြေကိုလာတိုက်ရတာအဲ့တော့ကျွန်တော်တို့ဒါကကျွန်တော်စစ်တိုက်ရတဲ့မှာနယ်မြေကျွမ်းကျင်မှုလိုတယ်သူ့နယ်ကိုယ်နယ်မြေနိုင်မှုလိုတော့ဗျာမြေမနိုင်တော့ခင်ဗျာစစ်နိုင်ဖို့မလွယ်ဘူးမြေနိုင်မှသာလင်စစ်နိုင်တာတနည်းအားဖြင့်ကျွန်တော်ပထဝီမြေနေတော့သိဖို့လူတွေရဲ့သဘောတဘာဝသိဖို့ပြီးဒီလူတွေရဲ့ကိုယ်ွယ်ယုံကြည်မှုတွေသိဖို့လူတွေရဲ့ဒလေးအကျင့်တွေကိုသိဖို့အဲဒီလိုအချက်တွေပိုင်းမှသာစစ်နိုင်တာလက်ရှိကကျွန်တော် A ရစစ်ကြွလာတယ်စစ်ကြွလာတဲ့ကမှာကျွန်တော် AR တိုင်းဘက်ကိုစစ်ကြွလာတယ်စစ်ကြွလာတော့လက်ရှိမှာကျွန်တော်ဒီစစ်သွေးကြွ A နဲ့အပေါင်းပါတော်တော်ကြီးကိုတုံ့ပြန်ခံနေရတယ်ကျွန်တော်သိရတဲ့လောက်ကိုမနေဘူးလက်ရှိကျွန်တော်တို့တစ်ပတ်ဒီလက်ရှိတိုက်ပွဲဖြစ်နေတဲ့ဇုံတွေမှာဆိုရင်ဒီတပ်မတော်ရဲ့စစ်ကြောင်းတွေကိုတနည်းအားဖြင့်လေးမျက်နှာပေါ့ဗျာလေးမျက်နှာရဲ့ဟိုဘက်10မိုင်ပတ်လေပေါ့အဲ့ဒီဘက်မှာကျွန်တော်တိုက်ပွဲတွေဆက်ရှိရစီးတဲ့အခါမှာအဲ့ဒီစစ်ကြောင်းတွေအတွက်ကိုဒီလေးမျက်နှာမျိုးမှာရှိတဲ့မျိုးသူမျိုးကန်တွေကမျိုးသူမျိုးသားတွေပေါ့မျိုးသူမျိုးသားတွေကခင်ဗျလိုလေသိမ်းမချောဂျိုက်တွေနဲ့ပို့ပေးတာရိတ်ခါတွေပို့တယ်ဆက်လိတ်တွေပို့တယ်နောက်ဆုံးအရက်တွေပို့တယ်အကုန်ပို့ပေးတာတပ်မော်သားတွေပျော်ဖို့အတွက်တောင်းဝင်ကြည့်တဲ့အေယောက်တိုင်းသားတွေပြီးတော့ဟင်းသရကဒီလုပ်ငန်းရှင်တွေကလည်းဒီအဲ့တိုက်ပွဲ area မှာရှိတဲ့တပ်မော်သားတွေပေါ့နိုင်ငံတော်တာဝန်ထမ်းဆောင်တဲ့တပ်မော်သားတွေအတွက်ရိတ်ခါတွေအသီးရွက်တွေဆက်လိတ်တွေအကုန်ပို့တာဆေးဝါးတွေအကုန်ပို့တာကျွန်တော်တို့လည်းအဲ့ဒီဘက်ကိုကျွန်တော်သွားဖို့လည်းရှိတယ်ဒီလေးမျက်နှာဘက်ကိုသွားဖို့ရှိတယ်အဲ့မျိုးကန်တွေကျွန်တော်သွားတွေ့ဖို့ရှိတယ်တကယ်ကိုကျွန်တော်ကျင်းနေစရာကောင်းတယ်အဲ့တော့ဘာကြောင့်ဒီလိုစစ်နိုင်ရလဲဆိုနံပါတ်1ပြည်သူလူထုကဒီတပ်မတော်နဲ့တသားလေးရှိတယ်နံပါတ်2ကဒီရဲ့တပ်မတော်ကအဲ့ဒီ area မှာမြေပိုင်တယ်မြေနိုင်တယ်ပြည်သူလူထုရဲ့ပူးပေါင်းဆောင်မှုအဲ့ဒီအရာတွေကြောင့်ကျွန်တော်တို့အကြမ်းဖက်သမားများစွာတုတ်တင်နိုင်တယ်အဲ့တော့များမကြမီကာလမှာခင်ဗျအကြမ်းဖက်သမားတွေတဖြည်းဖြည်းပြုံးမှာပါအဲ့တော့စစ်တပ်ရတာကျွန်တော်အချိန်တစ်ခုတော့လိုတာပေါ့ဗျာအဲ့တော့ကျွန်တော်ဒီသတင်းပြန်ချောရမယ်ဆိုတော့ဒီစစ်တွေမှာရှိစစ်တွေ area မှာရှိတဲ့ဒီစစ်သွေးကြွားတွေခြေပုတ်တဲ့နေရာကိုတပ်မတော်ကကောင်းကောင်းရှင်းနိုင်တယ်အဲ့တော့အကြမ်းဖက်သမားလှုပ်ရှားနေတောက်လျှောက်ဝုန်းပဲလက်ရှိကြောက်ဖြူမှာလည်းအကြမ်းဖက်သမားထိန်းချုပ်ထားတယ်ကျွန်တော်ရှေ့ရတင်ပြခဲ့တဲ့ဂျွာတကြောကိုတပ်မတော်ကပြန်ပြီးထိန်းချုပ်နိုင်သွားပြီပြီးကျွန်တော်ဒီ AR တိုင်းနဲ့ဒီဘက်ကကျွန်တော်တို့ဒါရခိုင်ပြည်နယ်တောင်ပိုင်းအဆက်တွေမှာလည်းတပ်မတော်ကဒါအလုံးကြီးနဲ့ကိုနေမြေရှင်းလင်းမှုတွေလုပ်နေတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီတောင်ကုန်းနဲ့ဒီအုပ်ချုပ်ရေးလမ်းပိုင်းမှာလည်းဒီတပ်မတော်ကဒီနေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်နှစ်ဖက်တိုက်ပွဲဆက်ရှိနေတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒါတောင်အန်းနဲ့ဒီဗဒန်းလမ်းပိုင်းမှာလည်းတိုက်ပွဲတွေကဆက်ရှိနေတယ်ပေါ့အဲ့တော့အဲ့ဒီအချိန်တွေမှာတပ်မတော်ကဒါအများကြီးအကြမ်းဖက်သမားတွေတုတ်တင်နိုင်တယ်ကျွန်တော်တို့ဒီစစ်ပွဲအချိန်ကတော့အရွေးတွေတော့ရှိတာပေါ့အချိန်တခုတော့စောင့်အောင်ပါမယ်စစ်ပွဲရဲ့သဘောတဘာဝကိုတော့ကျွန်တော်တို့ဒါနားလည်ရမှာဖြစ်ပါတယ်နောက်တဲ့သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရောဒေတာအရန်အင်အားစုများဆိုပြီးတော့ဒီရော PDF အဖွဲ့တွေကဒီရက်ပိုင်းမှာကျွန်တော်ထုတ်ပြန်လိုက်တယ်အဲ့တော့အဲ့ဒီမှာသူကဘယ်ဟာတွေပါလဲဆိုတော့ရောဆိုဒီမှာတဲ့ပုံတောင်ပုံညာနဲ့ချင်းတောင်တန်းကြားမှာရှိတဲ့ဂန်ကောထီလင်းကြောက်ထုစောလောင်းရှိကြောဒေတာအဲ့ဒီဒေတာမှာရှိတဲ့နေထိုင်တဲ့သူတွေကိုဆိုလိုပါတယ်ဂန်ကောရဲ့ထီလင်းရဲ့ကြောက်ထုရဲ့စောရဲ့လောင်းရှိရဲ့ကြောရဲ့အားလုံးကျွန်တော်6မြို့နယ်ပေါ့6မြို့နယ်အဲ့ဒီမြို့နယ်မှာရှိတဲ့လူငယ်လူရွယ်တွေကိုသူတို့ကစစ်မှုထမ်းကောက်မှာပေါ့ဗျာ PDF ကစစ်မှုထမ်းကောက်မယ်တဲ့အဲ့မှာဘာရေးထားလဲဆိုတော့သူတို့တော့ကနံပါတ်1ဒေတာတွင်းမှာရှိတဲ့တော်လိုင်းရေးအဖွဲ့တွေအင်အားကောင်းဖို့တဲ့ပြီးရင်ကျွန်တော်တော်လိုင်းရေးစိတ်ဓာတ်ကိုမြင့်တင်ဖို့တဲ့ပြီးရင်ကျွန်တော်တော်လိုင်းရေးတက်အရန်တက်ကြေးပါအုပ်စုဒေတာလုံခြုံရေးပါဝင်ဖို့ဗျာတနည်းအားဖြင့်သူတို့အုပ်ချုပ်ရေးရန်တရားကာကွယ်ရန်တရားစားတဲ့ဒီရန်တရားတွေကိုသူတို့ထူထောင်ဖို့ပေါ့ဗျာအဲ့မှာကျွန်တော်တို့ဒီစစ်မှုထမ်းတွေမှာအကျုံးဝင်တဲ့သူတွေကအသက်18ကနေပြီးတော့အသက်30နှစ်ကြာမှအကုန်စစ်မှုထမ်းမယ်ပြီးရင်သူတို့ကအသက်ပိုင်းခြားပါသေးတယ်1995ခုနှစ်6လပိုင်းကနေပြီးတော့2009 6လပိုင်းအတွင်းမွေးဖွားတဲ့သူတွေအားလုံးအကျုံးဝင်တယ်တနည်းအားဖြင့်1995ခုနှစ်ကနေပြီးတော့1995ခုနှစ်ကနေလက်ရှိ1995ခုနှစ်မွေးတဲ့သူတွေအားလုံးစစ်မှုထမ်းမယ်ပြီးရင်ကျွန်တော်2009ခုနှစ်မွေးတဲ့သူတွေ2009ခုနှစ်ဒီပေါ့ဗျာ1995ကနေပြီးတော့2009ခုနှစ်အတွင်းမွေးတဲ့သူအားလုံးစစ်မှုထမ်းမယ်ကဲခင်ဗျားတို့ပြောတော့
စစ်ကြုံဘဝလွတ်မြောက်ရေးဆိုခင်ဗျားတို့អော်လိုက်ကြတာခင်ဗျားတို့ကိုယ်တိုင်လက်ရှိစစ်ကြုံဘဝကိုခင်ဗျားတို့ဇုံလုံးရောက်နေပြီအဲ့တော့အရင်တော့អော်ခဲ့တာစစ်ကြုံဘဝလွတ်မြောက်ရေးပါညာဆိုလက်ရှိလက်နက်ကိုင်နဲ့သူတို့ကိုယ်တိုင်ပဲအာနာရှင်ကမှတကယ်အာနာရှင်အကြီးစားဖြစ်နေပြီခင်ဗျားတို့တက်မလို့ကခင်ဗျားတို့လှုပ်တယ်ဆိုရင်ခင်ဗျားတို့အမှုဖွင့်တယ်ကွာပြောတယ်ကွာတင်သားရှင်းမလှုပ်တယ်ကွာဘယ်တက်ကဘိုးကြီးကတော့ကျမတို့မတရားလုပ်ပါတယ်ဘယ်တက်နေရတော့ကျမတို့ဘာလုပ်ပါတယ်ခင်ဗျားတို့တိုင်လို့ရတယ်မီဒီယာသမားရှင်းလင်းပွဲလုပ်လို့ရတယ်ခင်ဗျားတို့လုပ်လေကျမတို့မလုပ်ရဲပါဘူးမလုပ်နိုင်ပါဘူးဘယ်သူအော်မလဲအော်လာနဲ့ခင်ဗျားတို့တော်တဲ့ဥပဒေကတန်တဲ့ဖြေရှင်းပါပဲအဲ့လိုအခြေအနေရှိရဗျအဲ့ဒီမှာသူကကင်းလွတ်ခွင့်ဒီမှာသူထက်လာသေးတယ်ရောဒေတာအင်အားစုဖြစ်အခြေခံစစ်ပညာသင်တန်းတက်ရောက်ခြင်းမှာအောက်ပါပုဂ္ဂိုလ်များနဲ့အချက်လက်များပေါ်စီစစ်ပြီးတော့သူကင်းလွတ်ခွင့်မရှိစေရဘူးတဲ့သူကသူစစ်မှုမထမ်းလို့တဲ့အတွက်သာသနာ့ဘောင်ဝင်တာတွေကိုသူတို့လက်မခံဘူးဖုန်းတွေလည်းလူထွက်ပြီးတော့ကျွန်တော်တို့စစ်မှုထမ်းရမယ်အဲ့သူတို့ရဲ့ဒေတာမှာကျွန်တော်တို့ဒီဖုန်းကြောင်းတွေမရှိစေရဘူးမေဒီလာရှင်ကြောင်းတွေမရှိစေရဘူးဖုန်းကြီးဝတ်တဲ့သူတွေမှန်သမျှအကုန်လုံးသင်္ကန်းချုပ်ရမယ်ဒီခုနကကျွန်တော်တို့ဒီ1995ခုနှစ်နဲ့2000ခုအတွင်းမွေးဖွားတဲ့သူတွေအားလုံးဖုန်းကြီးလည်းသင်္ကန်းချုပ်စစ်မှုထမ်းမေဒီလာရှင်လည်းကျွန်တော်တို့သင်္ကန်းသူရဲ့ဒီဟိုချွတ်ပေါ့ဗျာချွတ်ပေါ့စစ်မှုထမ်းအဲ့လူတွေသူရေးထားတယ်ဟာခင်ဗျားတို့ပြီးအမှထပ်ပါသေးတယ်မိသားစုဝင်နေထဲမှာယောက်ျားမွေးမိန်းမမွေးအရွယ်ရောက်တဲ့သူတွေအားလုံးစစ်မှုထမ်းမယ်ပြီးရင်ကျွန်တော်တို့ဒီတင်တန်းကာလမှာကုန်ကြစည်အားလုံးကိုအဲ့ဒီမိသားစုကနေပြီးကြာခံရမယ်တဲ့အဲ့မှာသူတို့အောက်ကဘာကြီးထားလဲဆိုဘိုးကော်မတီရောဒေတာ YA တဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တဲ့ကြောက်ထုဒေတာတဲ့စုံနေရပဲစိတ်ကူးနေတာပေါ့အဲ့တော့ကျွန်တော်ဆက်ကြည့်ရမှာပေါ့ဒီချင်းတွေနဲ့ပတ်သက်ပြီးတော့တပ်မတော်ကအကြမ်းဖက်သမားတွေဘယ်လောက်ထိတုံ့တင်နိုင်မလဲဆိုတာကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်အဲ့တော့တနည်းအားဖြင့်ကျွန်တော်တို့ကဒီဒေသမှာရှိတဲ့ပြည်သူတွေအားလုံးကအကုန်လုံးကတော့အကြမ်းဖက်သမားတွေထောက်ခံနေတဲ့သူတွေတော့မဟုတ်ဘူးသူတို့နီးရတာကြောက်ကပြီးတော့မင်းတို့ထိုင်ဆိုထိုင်ထဆိုထဆိုတဲ့ပြည်သူတွေအများကြီးပါပဲအဲ့ဒီဒေသမှာရှိတဲ့လက်ရှိဒီစစ်သွေးကြွားတွေထိန်းချုပ်ထားတဲ့ဒေသမှာရှိတဲ့ပြည်သူတွေအားလုံးကတော့အဲ့ဒီအကြမ်းဖက်သမားတွေကိုအဲ့ဒီအကြမ်းဖက်သမားတွေရဲ့မူဝါဒတွေလမ်းစဉ်တွေကိုယုံကြည်တဲ့သူတွေမဟုတ်ပါဘူးတိုးတော်လည်းပဲသူတို့ရဲ့ဒါနေ့စဉ်အသက်ရှင်နိုင်အတွက်သူတို့ကြောက်တဲ့သူတို့နှလုံးတွေဇွတ်မှပြီးတော့သူတို့ထောက်ခံနေရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီဒေသမှာရှိတဲ့အကြမ်းဖက်သမားတွေကိုတပ်မတော်ကအင်အားအလုံးကြီးနဲ့ကျွန်တော်တို့ရှင်းလင်းဖို့လိုပါတယ်ပြီးရင်ကျွန်တော်တို့ဒီတပ်မတော်အနေနဲ့အဲ့ဒီဒေသအဲ့တော့ဒီရောဒေသမှာရှိတဲ့လူငယ်လူတွေအားလုံးကိုတွေ့ရတဲ့နေရာမှာကျွန်တော်စစ်မှုထမ်းမှုတော့ကောက်စစ်ပညာသင်မှုတော့ကောက်တာကောက်အာမနာနဲ့ကျွန်တော်ပြည့်သားလုံးမရမှာပြည့်သားမလို့ရင်ကျွန်တော်လက်ရှိဒီဘက်မြေပြက်လိုမြေဒီပါသွားလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ဒီဘက်အဲ့ဒီဒေသမှာရှိတဲ့တပ်မတော်သားတွေအနေနဲ့လည်းဒါကျွန်တော်တို့အကြံပြုတာပေါ့ဒီလူငယ်လူတွေမှအားလုံးစစ်မှုထမ်းကောက်တနည်းအားဖြင့်ခင်ဗျာသူ့မခေါ်ရင်ကိုခေါ်ပါမယ်နှစ်နည်းပဲရှိတယ်အဲ့တော့အဲ့ဒီဒေသမှာရှိတဲ့လူငယ်လူတွေကိုတပ်မတော်ကစစ်မှုထမ်းကိုကောက်ပါလားဒါမှမဟုတ် PDF အတွက်အားရှိအောင်လုပ်မှာဒီနည်းပဲရှိတယ်ဒါကြောင့်ကျွန်တော်တို့ကတကယ်လက်ရှိအဲ့ဒီဒေသမှာရှိတဲ့လူငယ်လူတွေကိုရသမျှအနေနဲ့စစ်မှုထမ်းနဲ့အကုန်လုံးဆွဲသွင်းလိုက်ဒီတပ်မတော်ရဲ့ဒီစစ်နယ်ထဲရောက်သွားရင်တပ်မတော်သားစိတ်တက်ဖြစ်လာလိမ့်မယ်အဓိကစစ်နယ်ပဲတပ်မတော်ရဲ့စစ်နယ်ထဲကိုရောက်လာရင်တပ်မတော်သားစစ်ဖြစ်လာလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးလေကျွန်တော်တို့ကလှုပ်တဲ့နဲ့မလှုပ်တဲ့နဲ့သွားနေမယ်ဆိုတော့အဲ့ဒီဒေသမှာရှိတဲ့သူတွေအားလုံးကအကြောက်တရားနဲ့အုပ်ချုပ်ခံပြီးတော့ PDF တွေဖြစ်သွားလိမ့်မယ်သူတို့ကကင်ဆာဆဲတွေလို့ပွားသွားလိမ့်မယ်ဒါကြောင့်ကျွန်တော်သိကိုအရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီရောဒေတာပေါ့ရောဒေတာမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒီတပ်မတော်ကြီးအင်အားကြီးဖို့လိုတယ်အင်အားကြီးမှသာလျှင်ဒီရောဒေတာမှာရှိတဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုကျွန်တော်ကာကွယ်နိုင်မှာဖြစ်ပါတယ်အကြမ်းဖက်သမားတွေအင်အားကြီးပြီးကိုကအင်အားနည်းတယ်ဆိုရင်တော့ကျွန်တော်တို့ဘာမှလုပ်မရဘူးဗျအဲ့တော့ကိုကမျိုးလောက်ပဲထိန်းချုပ်နိုင်တယ်အကြမ်းဖက်သမားတွေကကျေးလက်တွေအားလုံးထိန်းချုပ်နိုင်တယ်ဆိုရင်လည်းမလှဘူးလက်ရှိကျွန်တော်တို့အဲ့ဒီဒေတာအားလုံးမှာရှိတဲ့လမ်းပိုင်းတွေကကျွန်တော်ရွာတွေအများစုမှာအကြမ်းဖက်သမားတွေထိန်းချုပ်ထားတယ်ဒါရှိသေးတာမျိုးပေါ်လောက်ပဲကျွန်တော်တို့လက်ရှိတပ်မတော်ကထိန်းချုပ်ထားတယ်အဲ့တော့ဒါကိုကျွန်တော်တို့ပြန်ပြီးတော့ပြောင်းပြန်လှန်ဖို့လိုတယ်ပြောင်းပြန်လှန်ဖို့ဆိုရင်တော့ကျွန်တော်တို့ဒီလူငယ်တွေအားလုံးကိုပုံသဏ္ဍာန်မျိုးစုံနဲ့စစ်မှုတွေဆွဲတာထည့်ဗျာဆွဲထည့်ရားရည်နဲ့ဆွဲထည့်အဲ့ကောင်တွေကားကိတ်ဆိုဆွဲထည့်ဗျာတိုင်းပြည်တော့ကျွန်တော်အသက်ပေးရမှာပဲလုံးဝမှာပဲအဲ့တော့ဒီချိန်ဒီမှာကျွန်တော်တို့တပ်မတော်ကဒီလိုလုံးရင်သူတို့တပ်မတော်မလုပ်တော့လို့ပြောလိုက်မယ်ဒါပေမဲ့နောက်9နှစ်နေတဲ့အခါကျရင်တပ်မတော်ကအဲ့ဒီလိုလုပ်ခဲ့လို့ငါတို့ဒေတာကြီးတည်ငြိမ်ခဲ့တာဆိုတာတမိုင်းမှာမှတ်တမ်းပါလာပါလိမ့်မယ်မှတ်တမ်းပါဖို့လိုတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီလိုမျိုးဆွဲလို့မရဘူးဆွဲလို့ရတယ်ဆိုတချို့အရာတွေကကျွန်တော်ဒီကာလာဒေတာနဲ့ကိုက်ညီဆိုတာကျွန်တော်လောက်ရတဲ့အနေအထားရှိတယ်အဲ့တော့ကျွန်တော်ဒီရောဒေတာမှာရှိတဲ့လူငယ်လူတွေတပ်မတော်ကသူတို့ကိုကျွန်တော်တို့ဒါပြည်သူ့စစ်မှုထမ်းနဲ့မထည့်ဘူးဆိုရင်အဲ့ဒီလူတနေ့လက်နက်ကင်သွားလိမ့်မယ်အဲ့ဒီလိုမှမဟုတ်နဲ့တပ်မတော်ကဒီဒေသမှာရှိတဲ့လူငယ်တွေကိုခင်ဗျာဘယ်နေရာတို့ခေါ်ပြီးတော့တပ်မတော်ရဲ့စနစ်ထဲရိုက်ထည့်လိုက်တဲ့အခါကျရင်အဲ့ဒီအင်အားနဲ့တပ်မတော်ကအင်အားကြီးလာပြီဆိုရင်ဒီဒေသမှာရှိအကြမ်းဖက်သမားတွေကောင်းကောင်းတုတ်တင်နိုင်တယ်အဲ့ဒီရဲ့စေတနာတွေကဘယ်ချိန်မှပေါ်မလဲနောက်ထပ်9နှစ်နေမှာအဲ့ဒီစေတနာတွေကိုလူထုကလက်ခံလာလိမ့်မယ်တနည်းအားဖြင့်အဲ့ဒီဒေသကလက်ခံလာလိမ့်မယ်
အဲ့လိုလုပ်ခဲ့တဲ့ဒီတပ်မတော်ရဲ့ခေါင်းဆောင်ပိုင်းတွေဒေသခေါင်းဆောင်ပိုင်းတွေသူတို့ရဲ့ကပီးတွေအဲ့ဒီမှာကျွန်တော်သွေးနဲ့ရေးသလိုကျွန်တော်1000ရှင်းနေလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုလက်ရှိကျွန်တော်တို့ဒီချင်းပြည်နယ်အနေထားချင်းပြည်နယ်ရဲ့အနေထားအရကျွန်တော်တို့တဖြည်းဖြည်းပြိုဆင်းလာပြီတဖြည်းဖြည်းပြိုဆင်းလာတစ်ဖက်ကကျွန်တော်ရခိုင်ကနေပြိုဆင်းလာတယ်ရခိုင်စစ်သွေးကြွတွေပြိုဆင်းလာတယ်တစ်ဖက်ကကျွန်တော်ချင်းစစ်သွေးကြွတွေကပြိုဆင်းလာတယ်ပြိုဆင်းလာရင်ကျွန်တော်တို့တစ်ဖက်မြေပြန့်လွင်မြေရောက်လာလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီဒေသကိုကျွန်တော်တို့အဲ့ဒီဒေသမှာရှိတဲ့လူတွေအားနဲ့ပဲကျွန်တော်တို့ကာယံမှာရမှာဖြစ်ပါတယ်ဒါကြောင့်လုံးဆရာရှိတော့ပြက်ပြက်တသားလုပ်ပါပြည်သူစစ်မှုထမ်းအရာလိုအပ်တဲ့အရာကျွန်တော်တို့ဒီသူရဲ့တတ်မှတ်ချက်တိုင်းကြိုက်တယ်လို့အကုန်ဆွဲတာထဲဗျာအဓိကကျွန်တော်တပ်မတော်ရဲ့စနစ်ထဲကိုရောက်သွားရင်တပ်မတော်ကဒါဆိုတာသူလက်ခံသွားလိမ့်မယ်နိုင်ငံတော်အလံကဒါဆိုတာသူတို့သိသွားလိမ့်မယ်တိတ်ကိုအရေးကြီးတယ်နောက်ဆုံးသတင်းပေါ်ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံနဲ့ဒါပါကစ္စတန်နိုင်ငံတို့ရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေနှစ်ဖက်ကတော့ကျွန်တော်စီးရေးတင်းမာမှုတွေစနေပြီအဲ့တော့ကျွန်တော်တို့ပါကစ္စတန်နိုင်ငံဆိုရင်လည်းပဲဒီမြန်မာနိုင်ငံရဲ့ငလျင်ဘေးနဲ့ပတ်သက်ရင်တကယ်ကိုသူတို့ကူညီပေးခဲ့တဲ့နိုင်ငံများထဲမှာနိုင်ငံတစ်ခုဖြစ်ပါတယ်အိန္ဒိယနိုင်ငံဆိုလည်းပဲကျွန်တော်တို့တကယ်နိုင်ငံကြီးများထဲမှာတကယ်နိုင်ငံတစ်ခုဖြစ်ပါတယ်အိန္ဒိယနိုင်ငံဆိုလည်းဒီမြန်မာနိုင်ငံငလျင်ဘေးနဲ့ပတ်သက်ရင်တကယ်ကိုကျွန်တော်ထဲထဲဝင်ကူညီပါတယ်ပါကစ္စတန်နိုင်ငံကလည်းကူညီပါတယ်ကူညီမှုတွေကရှိပါတယ်အဲဒီနိုင်ငံတွေကျွန်တော်နိုင်ငံကိုကူညီပါတယ်ပြီးကျွန်တော်တို့မြန်မာနိုင်ငံမှာတကယ်ထဲထဲဝင်ဝင်နဲ့ထပ်ပြီးကူညီတာကတရုတ်နိုင်ငံပါအဲ့တော့တရုတ်နိုင်ငံကခမားကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေငလင်ဘေးနဲ့ပတ်သက်ရင်တော့တရုတ်နိုင်ငံကတကယ်ကိုကျွန်တော်ထဲထဲဝင်ကူညီပါတယ်လက်ရှိကျွန်တော်တို့ဒီရန်ကုန်မန္တလေးလမ်းပိုင်းနဲ့ပတ်သက်ပြီးတော့ဒီတရုတ်နိုင်ငံဘက်ကပညာရှင်အဖွဲ့တွေကတောက်လျှောက်ဒီစာပေးဆင်းနေတဲ့အနေအထားတွေတော့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့ငလင်ဘေးနဲ့ပတ်သက်ရင်တော့တရုတ်နိုင်ငံကမြန်မာနိုင်ငံပေါ်မှာဒါကြီးပေါ်မှာကူညီတာရှိပါတယ်အဲ့တော့ကျန်တဲ့အကျိုးစီးပွားကိုကျွန်တော်တတ်ထားပါကူညီတဲ့အခြေအနေကိုကျွန်တော်ပြောတာပါအဲ့တော့ပြီးခဲ့တဲ့ဒီဧပြီလ22ရက်နေ့ကကျွန်တော်တို့ဖြစ်ပေါ်ခဲ့တဲ့ဒီအိန္ဒိယနဲ့ပါကစ္စတန်နယ်စပ်ကက်ရှ်မီးယားဒေသမှာရှိတဲ့အိန္ဒိယနိုင်ငံသားအားလုံးကျွန်တော်25ယောက်နဲ့ဒီနီပေါနိုင်ငံသား1ယောက်အားလုံးကျွန်တော်26ယောက်ကိုပါကစ္စတန်ကကြောက်တော့နောက်ခံပြုထားတဲ့စစ်ကြွအဖွဲ့တွေကဒါဝင်ရောက်တပ်ဖြတ်ခဲ့တယ်အဲဒီအချိန်နဲ့ပတ်သက်ပြီးတော့ဒီအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့နှစ်ဖက်အချင်းအငင်းပွားမှုတွေတောက်လျှောက်ဖြစ်လာတယ်အဲ့တော့အဲ့မှာဆိုရင်ကျွန်တော်အိန္ဒိယဝန်ကြီးချုပ်မိုဒီဆိုရင်လည်းပဲဒီပြည်ပနိုင်ငံကိုရောက်နေတဲ့အချိန်မှာပဲဒီပြဿနာတက်တဲ့ခါမှာသူ့နိုင်ငံကိုချက်ချင်းပြန်လာပြီးတော့ဒါအစည်းအဝေးထိုင်ပြီးတော့သူတို့ဘာလုပ်မလဲဆိုတော့ဒါဆွေးနွေးခဲ့တာရှိပါတယ်အဲ့ဒီအချိန်တုန်းကဒီအိန္ဒိယဝန်ကြီးချုပ်မိုဒီကဆော်ဒီကိုသွားတဲ့အချိန်မှာသူသတင်းလဲသိရောချက်ချင်းသူ့နိုင်ငံကိုပြန်လာပြီးတော့ဒီအရေးပေါ်အစည်းအဝေးတွေကျင်းပခဲ့တယ်ပေါ့ဗျာအဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့အိန္ဒိယနဲ့ပါကစ္စတန်ရဲ့ဒီကုန်းတွင်းပိတ်ကုန်းတုံးပြုလုပ်တဲ့နယ်စပ်ကိုလည်းအိန္ဒိယဘက်ကပိတ်ချလိုက်တယ်ပြီးတော့ရင်ကျွန်တော်တို့တစ်ဖက်မှာရှိတဲ့ဒီကက်ရှ်မီးယားဒေသမှာရှိတဲ့ဒီမြစ်ပေါ့ဗျာအဲ့ဒီမြစ်ကကျွန်တော်1960လောက်နဲ့ထုတ်ပါတယ်1960လောက်ကနှစ်နိုင်ငံကျွန်တော်ရေပေးဝေရေးအတွက်သူတို့လက်မှတ်ရေးထိုးခဲ့တာအဲ့တော့အဲ့ဒီရဲ့ဒီရေပေးဝေရေးကအိန္ဒိယကအလုံးစုံထိန်းချုပ်တာအိန္ဒိယပေးမှပါကစ္စတန်နိုင်ငံသားတွေကဒီရေကိုရတာလက်ရှိတော့ဒီပြည်ပကကြောင့်အိန္ဒိယကရေပေးဝေတွေရက်လိုက်ပြီပြီးတော့ရင်ကျွန်တော်တို့ဒီလေရင်ပြန်တမ်းမှုတွေပေါ့ပါကစ္စတန်လေကြောင်းလိုင်းတွေမှန်တယ်များကျွန်တော်အိန္ဒိယနိုင်ငံကိုဖျက်ဆီးဝင်မပြုပြန်တော့ပြစ်ချပါဗျာအဲ့ဒီနေတာရှိတယ်တရှိလဲကျွန်တော်တို့ပင်လယ်ပြင်တွေမှာဆိုရင်လည်းပဲဒီအိန္ဒိယရဲ့ဒီစစ်သမောတွေကတောက်လျှောက်ကျွန်တော်တို့ဒါသူရဲ့ဒီစီရင်အုပ်တွေတောက်လျှောက်လွတ်လိုက်ပြီလို့သူတို့အိန္ဒိယရဲ့မီဒီယာတွေကရေးသားထားလည်းတွေ့ရတယ်တော့ဒီဘက်ကပါကစ္စတန်ဘက်ကလည်းသူတို့ကလည်းဒီချင်းတွေကိုတုတ်ပြန်မယ်ဆိုတော့သူတို့ရဲ့ဒီစီရင်အုပ်တွေကလည်းတောက်လျှောက်သူတို့ရဲ့ပိုင်နယ်အတွင်းမှာပေါ့သူတို့လှုပ်ရှားလို့ရတဲ့ပိုင်နယ်တွေမှာသူတို့ရဲ့ဒီစစ်သမောတွေလှုပ်ထားရတယ်တွေ့ရတယ်ဒါကကျွန်တော်လက်ရှိဒီကနေ့ဖြစ်နေတဲ့ဒီအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံရဲ့အခြေအနေပေါ့အဲ့မှာကျွန်တော်ဆက်ပြီးတင်ပြပေးချင်တာကအိန္ဒိယဝန်ကြီးမိုဒီဘာပြောလဲပေါ့ဗျာမိုဒီပြောတာကတကဘာလုံးကိုကျွန်တော်ပြောလိုက်တယ်ပေါ့ဗျာအကြမ်းဖက်သမားတယောက်စီတိုင်းနဲ့သူတို့ကိုထောက်ခံပံ့ပိုးပေးသူတွေကိုသူတို့ဖော်ထုတ်မယ်ပြီးရင်ကျွန်တော်နောက်ရောက်ခံအဖြစ်ပေးတော့မှာဖြစ်ပါတယ်ဒီမိုဒီကပြောတယ်ပြီးရင်ကျွန်တော်တို့သူတို့နောက်ကိုတဲ့ကဘာအဆုံးလိုက်ပြီးချိန်မုံမယ်ပေါ့ဗျာတနည်းအားဖြင့်နံပါတ်1ကဒီစစ်သွေးကြွတွေကိုထောက်ပံ့တဲ့သူတွေကိုသူတို့ချိန်မုံမယ်ပေါ့ဗျာအဲ့အကြမ်းဖက်အဖွဲ့တွေထောက်ပံ့တဲ့သူတွေဘယ်နေရာရောက်ကဘာအဆုံးတိုင်းသူတို့လိုက်ပြီးတော့ချိန်မုံမယ်လို့ဒါအိန္ဒိယဝန်ကြီးချုပ်မိုဒီကသူကပြောလိုက်တယ်တနည်းအားဖြင့်သူ့နိုင်ငံသားတွေကိုသူရှင်းပြလိုက်တယ်ပေါ့ဗျာငါဒါလုပ်မယ်ဒီတော့ငါဒါလုပ်မယ်ငါတို့နိုင်ငံသားတွေကက်ရှ်မီးယားဒေသမှာတွေးမိကြခဲ့ရတယ်အကြမ်းဖက်သမားတွေလက်ချက်ကြောင့်ငါတို့နိုင်ငံသားတွေတွေးမိကြခဲ့အဲ့ဒီအတွက်ငါဒီလိုတုတ်ပြန်မယ်ဆိုပြီးတော့ဒါအိန္ဒိယဝန်ကြီးမိုဒီကနေကုန်းပြောခဲ့တယ်အဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်တဲ့အခြေအနေတခုပါကစ္စတန်နိုင်ငံရဲ့ကာကွယ်ရေးဝန်ကြီးကလည်းကျွန်တော်တို့ဒါကမ္ဘာမီဒီယာတွေနဲ့အင်တာဗျူးလုပ်တဲ့အခါမှာသူကလည်းပြောတယ်သူကဘာပြောလဲဆိုတော့ဒီသတင်းမားတွေနဲ့ပတ်သက်ပြီးတော့ဒါအိန္ဒိယနဲ့သူတို့နိုင်ငံတို့ဒီပြဿနာမဖြစ်ချင်ပါဘူးတဲ့အဲ့လိုပြောတယ်ပြီးရင်ကျွန်တော်တို့ဆက်ပြီးပြောတာကဒီလိုမျိုးအိန္ဒိယဘက်ကဒါမစင်မချင်းတုတ်ပြန်မှုတွေကြောင့်နိုင်ငံခြားမှာအလုံးစုံစစ်ပွဲကြီးဖြစ်သွားနိုင်တယ်လို့သူကထပ်ပြောတယ်ပြီးရင်ကျွန်တော်တို့အဲ့မှာဆက်ပြီးပြောတာကနိုင်ငံတကာကနိုင်ငံခြား
အလုံးစုံစစ်ပွဲတွေဖြစ်မှာကိုနိုင်ငံတကာကစိုးရိမ်နေကြပါတယ်တဲ့ဆွေးနွေးခြင်းတန်တမန်နီလန်နဲ့ဖြည့်ချင်းချင်းဒီလောက်နဲ့ပဲဒီပြဿနာကိုပြီးသွားစေချင်ပါတယ်ဒီလိုပဲဖြည့်သေးချင်ပါတယ်ဖြည့်ရှင်းစေချင်ပါတယ်တဲ့ဒါကကျွန်တော်ပါကစ္စတန်ရဲ့ကာကွယ်ဝန်ကြီးကပြောတာအခုတော့အိန္ဒိယဘက်ကဒီတုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကလည်းပြန်ပြီးတော့တုံ့ပြန်မှုအစဉ်သင့်ရှိပါတယ်တဲ့အိန္ဒိယဘက်ကသူတို့ကိုအလုံးစုံတိုက်ခိုက်မှုပြုလုပ်နေလဲသူတို့ဘက်ကပြန်ပြီးတော့အလုံးစုံတိုက်ခိုက်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်တဲ့ထိန်းသိမ်းလို့မရတဲ့အနေအထားရောက်သွားရင်တော့နာကျင်စရာတွေနဲ့ဒါကြုံတွေ့ရမှာဖြစ်ပါတယ်လို့ဒီပါကစ္စတန်ရဲ့ဒီကာကွယ်ဝန်ကြီးကလည်းပြောထားတယ်အဲ့မှာကျွန်တော်ထူးခြားတာကဒီအိန္ဒိယကလည်းကျွန်တော်နျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်တယ်ပါကစ္စတန်ကလည်းနျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်တယ်သို့တော်လည်းပဲဒီနျူကလ িয়ার ပိုင်ဆိုင်မှုပိုများတာကတော့ဒီအိန္ဒိယနိုင်ငံမှာကတော့ပိုများတာပေါ့ဗျာသို့တော်လည်းပဲကျွန်တော်တို့ဒီနျူကလ িয়ার ကိုတော့သူထုတ်သုံးနိုင်တဲ့အနေအထားတော့မရှိဘူးပေါ့ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာလည်းကျွန်တော်ရုရှားနဲ့ဒါတစ်ဖက်ကယူကရိန်းရဲ့မဟာမိတ်အုပ်စုတွေတိုက်ပွဲတွေမှာဆိုလည်းပဲသူတို့ဒီနျူကလ িয়ার နဲ့ပဲချင်းချောင်းတဲ့အနေအထားတွေရှိတာပေါ့နျူကလ িয়ার တော့သူသုံးနိုင်တဲ့အဆင့်တော့ဒါရှိမယ်လို့တော့ကျွန်တော်တို့ယူဆလို့တော့မရသေးဘူးအဲ့တော့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံမှာသူတို့ရဲ့ဒီနှစ်နိုင်ငံပြည်ပကတွေဖြစ်တိုင်းမှာဖြစ်တဲ့နေရာရေတောင်းမြစ်ကိုလိုက်ကြည့်လိုက်ရင်ကျွန်တော်ကက်စမီးယားဒေသပဲကက်စမီးယားဒေသမှာသူကပိုင်နေငါပိုင်နေဆိုပြီးတော့သူအငင်းပွားလာကြတယ်အငင်းပွားလာတော့ကျွန်တော်တို့အဲ့ဘက်မှာပဲဒါဟိန္ဒူစန့်ကျင်ရေးဆိုပြီးတော့ဒီနှစ်ဖက်အပြိုင်ဆိုင်လောက်ကြတယ်ပေါ့လောက်ကြတော့1988ကာလလောက်မှာအဲ့ဒီရဲ့ဒီပြည်ပကတွေကြောင့်အိန္ဒိယနိုင်ငံသားရောပါကစ္စတန်နိုင်ငံသားအားလုံးကျွန်တော်လူပေါင်းတောင်းနဲ့ရှိသေးခဲ့တယ်ပြီးရင်ကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံမှာရှိတဲ့မြို့ကြီးတွေမှာဘုံခွဲခံမှုတွေတောက်လျှောက်ဖြစ်ခဲ့တယ်အဲ့လိုအခြေအနေတွေတမိုင်းမှာဖြစ်ခဲ့တယ်အဲ့တော့ဒီအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံနှစ်နိုင်ငံကျွန်တော်တို့စစ်ဖြစ်တဲ့အခြေအနေကိုကြည်တိုင်းမှာစစ်ဖြစ်မှုတွေစတင်တဲ့ပြည်ပကကျွန်တော်ဒီကက်စမီးယားဒေသပါအဲ့တော့တက်ရှိလဲကျွန်တော်တို့တကြောပြန်ပြီးဖြစ်လာတဲ့အခါကျတော့ဒီအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံရဲ့နှစ်နိုင်ငံအခြေအနေကဘလို့အခြေအနေမျိုးမှာပြည်လည်မလဲရခိုင်တော်ကလိုပဲကျွန်တော်တိုက်ပွဲတွေဆက်ဖြစ်လာမှာဆိုတော့ကျွန်တော်တို့ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်